ကတငယ်ချင်းတို့ရေပတ်စံ4000ပါတယ်ဟာဒီဝယ်လို့ရမလဲကြီးကြမယ်နော်ဟင်းနုနွယ်800နှစ်ကြီးကြီးတွေထောက်လာ ဟုတ်ကဲ့ပါရွှေပြုံသီးရ1000ဒါလည်းတော့10,500အဲ့ဒါလည်း900လေးကဟုတ်ကဲ့ ကောဘီရတစ်ချောင်း1000ပြင်ဆိုင်ကဘယ်လိုရောက်လဲ300နှစ်စီးယူမယ်ရှင်4000ကပါရလဲကြည့်ကြမယ်နော်ဒီမှာချင်းပေါင်းအခွာငရုတ်ပွားပြီးတော့ဗာလဲခင်းကျင်သည်ဒါတော့ဂေါ်ဘီပြုံးပတေသည်ရွှေဖြုံသည်ကောရခါသည်ဘူးညွတ်မှာကဲမွန်ကျင်ပင်စိဟင်းနုနွယ်ကဲအတန်းကားတွေကကြည့်မယ်နော်အမေသားကတော့ဈေးကြီးတယ်မလေးသားဆို9000ပဲဝက်ပတ်ဆိုရင်လည်း9000ဘူးနော်ဒါဆိုလည်းအမေသားဆို9000ဘူးစီပဲကျွန်မဝယ်ဒါတော့မြန်မာကျက်သားခလေးအတွက်အဓိကပါနော်ဒါတော့1000ဘူးပြီးရင်ငပဲဖြူတော့ငရွှေဈေးတော့စုံနေတာငါအသေးလေးတွေခလေးကိုကျွေးလို့ရတာပေါ့နော်အဲဆိုတော့စုပေါင်းကတော့ကျွန်မချင်းချင်းချုပ်နဲ့ဟိုရှောက်ဒီရှောက်ဈေးတော်တဲ့နေရာလေးတွေပဲရှာတာဒါမြန်မာငွေနဲ့ဆို4000ပေါ့နော်ဘုသူတအနေနဲ့တကယ်ချင်းတို့ပြောပြတာပါမြစ်ထုတ်ပါတာ